Hello အားလုံးမင်္ဂလာပါရှင်ခုနေခင်းပိုင်းပေါ့နော်မီလီတို့ကုမ္ပဏီမှာရှိရဲ့ဒီ coffee လေးပေါ့ coffee လေးဖြောတောင်းမှာဖြစ်ပါတယ်ရှင်အဲ့တော့ဒီ coffee ဖြောတောင်းတဲ့ခါမှာဆိုလို့ရှိရင်လေသူ့ရဲ့အရသာပါသီလားpremium ပုံစံမျိုးနဲ့တူတယ်တကယ်လို့အချိုကြိုက်တဲ့လူကိုမှစီးချိုသွေးချိုတွေမရှိဘူးဆိုလို့ရှိရင်ဒီ coffee ထဲမှာတကြားတို့နို့စီတို့ထည့်တောက်လို့ရတယ်တကယ်လို့စီးချိုသွေးချိုသမားတွေရှိရဆိုရင်တော့ဘာမှမထည့်နဲ့သူကဒီတိုင်းလေးတောက်လို့ရတယ်ဘာကြောင့်လဲဆိုရင် premium အရသာပုံစံမျိုးပဲတကယ်လို့တချို့ဆိုလို့ရှိရင် premium ဆွဲတောင်းနေတဲ့လူတွေရှိရဲအဲ့ဆိုရင် premium အစားကိုဒီ coffee လေးလည်းတောက်လို့ရပါတယ်ရှင်ဒါကျမကြီးနဲ့ညင်ညွန်းတဲ့ coffee ဖြစ်ပါတယ်အဲ့တော့ခုနေကင်းမှာဆိုရင်တောက်မှာဖြစ်ပါတယ်ရှင်အဲ့တော့ဒီ coffee လေးကိုလိုအပ်တဲ့ဆိုလို့ရှိရင်မေလေးစီမှာမလို့ရပါတယ်เนาะမေလေးရဲ့ဖုန်းနံပါတ်439235531ကိုဆက်သွယ်မှယူနိုင်ပါတယ်ရှင်အားလုံးကိုချစ်စုတင်ပါတယ်ရှင်